Newcastle တဲ့ဘောလုံးပိုက်ဆက်မှုအများကြီးရတယ်ဒါပေမဲ့ကောင်းမွန်တဲ့ဖတ်တီးမှုလေးထီရမှုလေးလောက်အောင်မရှိနေဘူးဗျာနောက်တစ်ချက်ကလီဗာပူးရဲ့ဒီစကွဲပေါ့ဗျာဒီစကွဲကမိကိုထုတ်စီရတော့ရှိမဲ့လောက်လောက်ရလောက်ပေါ့ကွင်းလဲကိုဖြီးတယ်မဖြီးတယ်လောကအထင်းမိရတယ်ကျွန်တော်လေးနဲ့ဆိုရင်ကွင်းလဲဖြီးရမယ်နောက်တက်၄ရောက်ရဲ့အရှိ DML Roma ကစားတဲ့ player တွေက logo လိုတယ်ဗျာဒီဘက်မှာဆိုလို့ရှိရင်ပြရတဲ့တွေ့ကိုနှစ်ကူလောကအဲ့ဒီ position မှာလူလိုနေတာကိုထင်းမြင်ရတယ်ခရမဘာရှေ့တေသွားတယ်ကောက်တာပါလာတယ်ဘဒူးမှမရှိဘူး defensive ၄ရောက်ရဲ့ရှိမှာအဲ့မှာတကူပေးရတယ်ဒုတိယကိုပုံစံတူပဲတယောက်တည်းဆွဲတင်လာတယ်ဘဒူးမှပေးဦးမရှိဘူးနောက်ပြေးလိုက်လာတယ်မိတယ်လူဘဒူးမှမရှိဘူးဝီလော့တတရပဲပေါ်ထိကိုရတယ်ဗျအာဒီဘဘူးရတာ defensive Roma ဆိုဖို့တရားကောင်းကောင်းကြီးလို့လဲဆိုတော့ဒီဘက်မှာမြင့်ခဲ့ရပြီအထင်သားကြီးလည်းမြင့်ခဲ့ရပြီအဲ့ဒီမှာဖြီကိုဖြစ်တယ်လူကဆက်ဖယ်ကြည့်ရမယ်ဆိုရင်လူကဆက်ကဒီရဒီမှာဆိုအပြောင်းလဲတော်တော်များတယ်အတင်းပြောင်းလဲများလဲဆိုတော့ကစားသမားအဝင်အထွက်နိပြအပြောင်းလဲဒါပေမဲ့ဒီဘက်မှာဆိုသူတို့ကအနိုင်ရောက်ဖို့အတွက် nice အစိုးချင်းတွေကိုရောက်ရှိခဲ့တာဗျာလောက်ထိပ်ဖို့လာရနေပြီအဲ့တော့ဘုရားဖြေနေပြီဗျာနော်ပြီးရင်ဥဆောင်ကိုနှစ်ကြိမ်စလုံးကိုသူကဥဆောင်ရတာအဲ့လိုဥဆောင်ပြီးမှခြေပါကိုလေးပြန်ပြီးတော့တရေကြသွားတယ်ပြီးရင်လီဗာပူးကိုလည်းသူက transition နဲ့ကောင်းကောင်းကြီးထုတ်ခောက်ပြီးတော့ကစားနိုင်ခဲ့တဲ့ဒီပွဲမှာနော်ပြီးရင်သူတို့ရဲ့မျက်နှာမြင်ပြီးရင် physical နဲ့လီဗာပူးကိုရှင်းပြီးတော့ကစားနိုင်ခဲ့တယ်လို့ကျွန်တော်ကတော့မြင်နေဗျာနောက်ဆုံးမိနစ်ပက်နတီကြောင့်သူတို့ကတမန်ရခဲ့တာဒါမှမဟုတ်သူတို့ကသုံးမှန်ရပြီဒီပွဲမှာနော်လီဗာပူးနျူကာဆယ်ဖက်ကဆိုလို့ရှိရင်ကိုသမားနောက်တန်းကွင်းလဲတိုက်စင်နိပြအလောအပြောင်းလဲကြီးခဲ့ပဲဒါပေမဲ့နျူကာဆယ်တဲ့ဘာတစ်ခုကလည်းဆိုဥရောပပွဲကစားဖို့မရှိတဲ့အချိန်မှဆိုလို့ရှိရင်လူတင်တဲ့နိပြတင်တဲ့သူတို့ကကောင်းကောင်းကြီးအခြေယူပြီးတည်ဆောင်မှုဆိုရင်တော့နောက်လာမယ့်နေနေမှာနျူကာဆယ်ကတကယ်ကောင်းတဲ့အသေးသေးဖြစ်လာမှလို့ကျွန်တော်ကတော့ထင်နေဗျာအဲ့လိုလည်းမြင်တယ်ဒီနျူကာဆယ်ကစားတဲ့ play style နဲ့ပတ်သက်ပြီးတော့ဗျာနော်ဒီဘက်ဟိုနဲ့လို့ရဲ့အတူချုံကြီးကိုတွက်ကြည့်ရမယ်ဆိုရင်ဗျာနျူကာဆယ်ကလီဗာပူးထဲဟိုပေါက်ကွဲအားကောင်းတယ် intensity ကောင်းတယ် transition ကောင်းကောင်းကြီးကစားနိုင်ခဲ့တယ်ပြီးတော့လီဗာပူးကိုလည်းကောင်းကောင်းကြီးဒုက္ခပေးနိုင်တယ်ဟိုလီဗာပူးကဒီဘက်မှာဆိုရင်ဗျာဟိုသူတို့ကသူ့ဘက်နဲ့ရှုံးနေခဲ့တဲ့ဆိုပြီးမယ်ဗျာနောက်ဆုံးမိနစ်ချင်းမလျှော်ဘူးနော်ရအောင်တိုင်တယ်ရအောင်ကစားခဲ့တယ်သူတို့ရဲ့အသွေးအကျုံနဲ့နော်အဲ့ဒီအသွေးကျုံချာကိုပဲနော်ပြီးမလျှော်တဲ့စိတ်တိုက်ကြသူတို့ကဒီဘက်မှာတည်ရတမန်ရောက်ခဲ့တာလီဗာပူးကဒီဘက်မှာတည်ရတမန်ရောက်တဲ့ကက်ကောင်းတဲ့ဆိုမှဒီ defensive formation နဲ့တော့ချက်ပြက်လီတော့ကစားလို့တော့မရဘူးเนาะဒါတော့လီဗာပူးကိုအများကြီးပြစ်စေရမယ်လို့ကျွန်တော်ကတော့မြင်တယ်အဲ့လိုပဲထင်တယ်လီဗာပူးတို့တွေเนาะဒီဘက် Euro အိုလာဒီဘက်မှာသူအထင်ရှင်းရှင်းလင်းလင်းမြင်သွားမယ်လို့တော့မြင်တယ်ဗျာဒါပေမဲ့လီဗာပူး fan တွေဆိုရင်တော့ဘာပြောပေါ့ဗျာတမန်ရောက်ခဲ့တယ်เนาะမိပြရဲ့လိုရက်ကက်ရဲ့ရှိတဲ့စိတ်ဓာတ်အဲ့ဒါလေးတော့လီဗာပူးတို့တွေတော့ကောင်းတဲ့လီဗာပူး fan တွေကတော့အဲ့ဒီကနေပဲကြည်နေရမယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်